Hello ပပတင် Tarot and Astrology ကနေကြိုဆိုပါရယ်ဒီနေ့တော့ reading topic လေးကတော့တင့်စိတ်ထဲကလူကတင့်စီပြန်လာမှာလားဆိုရဲ reading လေးကိုကြည့်ပေးမှာဖြစ်ပါတယ်ဒါတော့ pile number 1ဒါလေးက pile number 2ဒါလေးက pile number 3ဖြစ်ပါတယ်pile လေးမရွေးခင်မှာအသက်ပြင်းပြင်း3ခါလောက်ရှူစေချင်ပါတယ်ဖောင်းဝန်းကိုရွေးရဆိုရင်ရောဒီဗီဒီယိုကတင်တော့ပါဖောင်းဝန်းကိုရွေးရတူရဲ့စိတ်ထဲမှာရှိရလူကတဲ့ဖောင်းဝန်းစီပြန်လာမှာလားတဲ့โอเคပြန်လာဆက်သွယ်ဖို့တော့ရှိတယ်ပြန်လာဆက်သွယ်တာမျိုးစကားလာပြောတာမျိုးရောရှိမယ်ဟုတ်တယ်စာလာပို့တာမျိုးပေါ့နော်တွန်ချင်းအပေါင်းအသင်းသူရောကိုရောနှစ်ယောက်လုံးပန်းနေတည်ရဆိုရလူကနေတစင်ကိုစာပို့တာဟိုကိုသတင်းကြားချင်တာမျိုးပေါ့နော်သူ့ဒါလေးပြောလိုက်ပါဆိုရဲအထာမျိုးလေးလောက်တာမျိုးရောရှိပါတယ်ဆိုတော့လေဒီ connection ရဲ့ energy ရပေါ့နော်အမျိုးသမီးအဖြတ်ပေါ့နော်ဟုတ်တယ်အမျိုးသမီးအသက်ပိုကြီးရပေါ့နော်အသက်ပိုကြီးရဲ့အမျိုးသမီးကြောင့်ဒီဆက်ဆံရေးကအမြင်လွဲတာအထင်မှားတာမျိုးကြီးဖြစ်တာကြောင့်ပေါ့နော်ဒီဆက်ဆံရေးကနည်းနည်းအေးခဲွားတာမျိုးအဆက်တွေပြတ်သွားတာမျိုးရောရှိတတ်တယ်ဒါပေမဲ့ဒီ power ကိုရွေးရတူတွေစီရောပြန်လာမှာပါသူတို့ကပြန်လာဖို့ရှိတယ်ကိုအကြောင်းလဲစိတ်ဝင်စားရဲကိုဘာလုပ်နေလဲဘာအစ်စ်လုပ်နေလဲဘာတွေးနေလဲကိုကသူ့ပေါ်ဘယ်လိုခံစားချက်ရှိသေးလဲအဲ့လိုမျိုးကအစားသူတို့ဘက်ကနေအသွေးများနေရမျိုးမြင်တယ်တိတ်ရောမကြောက်ဘူးသူ့ဘက်နေရောပြန်လာမှာမျိုးရောမြင်တယ်2လအတွင်း2ရက်2ပတ်2လအတွင်းမှာသူ့ဘက်ကနေကိုစီကိုစာလာပို့တာအဆက်တွေလောက်တာမျိုးဖြစ်မှာဖြစ်ပါတယ်ဆိုတော့ Oracle နဲ့ပါ energy check oh my god မာကြီး connection okay oh my god ဒီမှာ connection မြင်လာပြီးဆက်သွယ်မယ်လို့ပြောလိုက်တယ်သူ့ဘက်ကနေလဲဆက်သွယ်ဖို့ရှိတယ်ဘယ်လိုလမ်းကြောင်းကနေလာပြီးတော့ဆက်သွယ်ရမလဲဆိုပြီးတော့သူတို့ဘက်ကနေအသွေးရှိနေရမျိုးကိုမြင်ရတယ်ဆိုတော့ကျင်းတည်တယ်ဒီလူတွေကို2ရက်2ပတ်2လအတွင်းမှာကျင်းတည်ပေါ့အလွန်ဆုံး3လเนาะ3လထက်အောင်မကျော်တော့ဘူးကျင်းတည်ပြန်လာလိမ့်မယ်ပြန်လာဆက်သွယ်ရမျိုးတွေလည်းရှိတယ်ပြန်လာဆက်သွယ်မှာမျိုးတွေလည်းရှိတယ်ဆိုတော့ charm reading oh my god sorry charm reading လေးအရာဆိုရင်အောင်မှသူတို့ကလေဒီလားအသွေးလွန်နေရဲ့energy မျိုးရတယ်ပေါ့နော်သူကစိတ်ထဲမှာရှိရတာနဲ့အထင်လွဲအမြင်လွဲဝါတာမျိုးတွေခုနကတော့ပြောလို့ပဲအမျိုးသမီးပေါ့နော်အမျိုးသမီးကိုယ့်ထက်အသက်ကြီးရပဲဖြစ်နေအဲ့လိုမျိုးသူတို့ရဲ့အဖြတ်ကြောင့်ဒီ connection ကြီးကပြတ်သွားတာမျိုးကြီးဖြစ်တတ်တယ်နောင်နေွားတာမျိုးအေးခဲွားတာမျိုးဖြစ်တတ်တယ်နှစ်ယောက်ထဲကတယောက်ကခရီးသွားတာမျိုးနည်းနည်းအနေဝေးနေရမျိုးရောရှိတယ် energy ရကသူကလေ air or water sign ဖြစ်နိုင်တယ် air ဆိုတော့ Aquarius Gemini Libra ပြီးသွားရင်water sign အနေနဲ့ Pisces Cancer Scorpio ဆိုတဲ့ energy ဒီမှာလာပြရပေါ့နော်ဆိုတော့ Taurus လည်းဖြစ်နိုင်တယ်เนาะဒီ energy ထဲမှာ Taurus လည်းဖြစ်နိုင်တယ်သူ့ဘက်ကနေရောပြန်လာဆက်သွယ်တာမျိုးကိုအကြောင်းသိချင်နေတာမျိုးရောရှိတယ်ပြီးရင်ခန်းစားချက်လည်းရှိနေသေးတာကိုဒီမှာမြင်နေရပါတယ်ဆိုတော့ပြန်လာမှာပါ pile number 2လေးရွေးရဆိုရင်ရောဒီဗီဒီယိုကတင်တော့ပါ pile number 2ရွေးရသူရဲ့စိတ်ထဲမှာရှိရလူကတဲ့ pile 2လေးစီပြန်လာမှာလားတဲ့
Four of Wands, Five of Swords, the Strength reverse. Now Sword reverse. ဆိုတော့ဒီဖောက်သူလေးရွေးသူ့ကကြောက်သူကပြန်လာဖို့တော့ရှိတယ်တဲ့ဒါပေမဲ့ဒီနှစ်ယောက်ဆက်ဆံရေးထဲမှာတဲ့အမြင်မတူခဲ့တဲ့ဟာအသိတုံးကမကျင်တဲ့အရာတွေပေါ့နော်ဒီ connection အရာလေးဒီလားစကားပြောရင်အရှိကြပြောထားဆိုင်အနောက်ပြန်လှန်ပြောတာဖြစ်တတ်တယ်ပေါ့နော်အသိတုံးကကိစ္စတွေမကျင်တဲ့ဟာကိုပြန်လှန်ပြောတာမျိုးပေါ့နော်ပြီးတော့ခန်းစားချက်ကိုလုံးဝပေါ်လွင်အောင်ပြောတာမျိုးမရှိဘူးကိုယ်စိတ်ထဲမှာပဲကြိတ်ပြီးတော့ခံစားနေတယ်ပြီးတော့လုံးဝဒီစုထားတဲ့ခံစားချက်ကြီးပြည့်သွားပြီဆိုမှတစ်ဖက်လူအကုန်ပြောပြလိုက်တဲ့အချိန်မှာတစ်ဖက်လူကလည်းငါဘာလုပ်ရမလဲမသိတော့တဲ့ခံစားချက်မျိုးဒီမှာတွေ့ရတယ်အဲ့တော့ဒီဆက်ဆံရေးကအမှန်တိုင်းပြောရင်လည်းမဖြစ်သင့်ပဲနဲ့ပေါ့နော်ဖြုတ်ထားတဲ့ဆက်ဆံရေးမျိုးထဲမှာပါတယ်သူ့ဘက်ကနေပြန်လာချင်တာပေါ့နော်ပြန်လာချင်တာမျိုးရှိတယ်ဒါပေမဲ့သူ့ဘက်ကနေပြန်မလာရဲတာမျိုးပေါ့နော်သူတကယ်လို့ပြန်လာရင်မှကိုယ့်ဘက်ကနေသူ့ကိုခြေချလိုက်တာမျိုးပြန်ပြီးတော့လက်မခံတာမျိုးတွေကိုယ့်ရဲ့ဘဝကိုပေါ့နော်ကိုအခုလက်ရှိဖြစ်နေဟာသူကနေကြည့်နေတော့သူကညာမရှိလဲအဆင်ပြေတာပဲညာမရှိလဲသူ့ငယ်ချင်းပေါင်းတဲ့သူ့ဟာသူနေတတ်နေပြီပေါ့ညာကပဲသူ့ကိုလွမ်းနေသေးရဆိုရယ်ခံစားချက်မျိုးအဲ့လူမှာဖြစ်နေတယ်ဆိုတော့သူ့ဘက်ကနေပြန်လာခြင်းအောင်မှပြန်လာလက်မခံပါဆိုလို့သူ့လိုဘက်ကနေပြန်မလာရဲဘူးတတိမရှိဘူးတတိမွေးနေသေးရဆိုရဲခံစားချက်မျိုးဒီမှာလာရတယ်သူကပြန်လာခြင်းတယ်โอเคပြန်လာခြင်းအောင်မှသူ့ဘက်ကနေလှုပ်ထားတဲ့အရာအတွက်ပေါ့နော်နောင်တလည်းရတယ်စိတ်မကောင်းလေးဖြစ်တော့လိပ်ပြမလုံတာမျိုးပေါ့နော်သူ့ဘက်ကနေသူ့လိပ်ပြသူမလုံတာမျိုးကြောင့်ပြန်လာမှမျိုးကိုမလုံရဲသေးဘူးတတိမွေးနေသေးရဆိုရဲ energy မျိုးကိုဒီမှာလာပြီးတော့ရပါတယ်So Oracle နဲ့လည်းတစ်ချက်စစ်ကြည့်အောင် Dreams oh my god ဆိုတော့ဘယ်လိုပြောပြမလဲဒီ energy ထဲမှာသူ့ဘက်ကနေကိုယ့်ဘက်နေမမြင်ဘူးကိုယ့်ဘက်နေ तू ကဟုတ်ပါမလားပေါ့နော်ကိုယ့်ဘက်နေမမြင်ဘဲနဲ့သူ့ဘက်နေခံစားနေရတဲ့ဟာတွေအများကြီးပဲရှိတယ်အများကြီးပဲရှိတယ်ဆိုတော့သူ့ဘက်နေပြန်လာခြင်းနဲ့ဆိုရဲအရာကသူအတွေးတတာပဲရှိတယ်တကယ်reality မှာပေါ့နော်အပြင်မှာဆိုရင်သူတကယ်မလာရဲဘူးဖြစ်နေရပေါ့နော်သူ့လိပ်ပြသူမလုံတဲ့လူမျိုးကြီးဖြစ်နိုင်တယ်ဆိုတော့ပြန်လာဖို့ကကြောက်သူခုနကတော့ပြောလို့ပဲသူတတိမွေးပြီးမှပြန်လာမယ်ဆိုရဲပုံစံမျိုးရှိနေရယ်ဒီ energy အရာဆိုရင် fire ရဲ့ air sign energy များရယ် so fire ဆို Aries Leo Sagittarius energy များရယ်ပြီးရင် Leo လေးကိုတစ်ချက်ပို့ပြီးတော့ strong ဖြစ်တယ်ဆိုအောင်မြင်နေပေါ့နော်အဲ့ Leo energy ပို့ပြီးတော့များတာမျိုးမြင်နေပြီးွားရယ်Libra Aquarius Gemini energy လဲဒီမှာများတာကိုမြင်ရတယ် Charms လေးနဲ့တစ်ချက်လောက်သိကြည့်မယ်ဆိုတော့ my family my life ဆိုတော့ဒီ person ကပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးတော့ तू ကတာဝန်ယူနေရလူမျိုးထဲမှာဖြစ်နိုင်တယ်ပေါ့နော်မိသားစုအတွက်ဆိုရဲစိတ်ဓာတ်မျိုးရှိရလူမျိုးထဲမှာပါမယ်ကိုယ့်ဘက်ကနေသူ့ကိုမိသားစုတယောက်လိုမျိုးဆက်ဆံတာမျိုးလဲဖြစ်ကောင်းဖြစ်တာမျိုးဖြစ်တဲ့ဟုတ်တယ်သူ့ဘက်ကနေလေရှောင်နေရမျိုးအောင်ဖြစ်နိုင်တယ်မသိဘူးဆိုသူ့ဘက်နေရှောင်နေလိုမျိုးပေါ့နော်တကယ်သူကတတိမွေးနေရမျိုးဒီမှာလာပြရဲပြီးရင်ဒီဖောက်ရွေးရလူတော်တော်များများလေအဆောင်ရှောက်ရဲ့အချစ်ချင်းကိုခံရတာမျိုးရှိရပေါ့နော်ကိုပေါ်မကောင်းတဲ့လူကိုနောက်ကွယ်မှာမှနော်ကိုမတိဘဲနဲ့
လုံနေတယ်ဆိုရင်ကိုယ့်ရဲ့အဆောင်ရှောက်ရတည်ရင်မရတော့အဲ့လူနဲ့ကိုနဲ့အဆက်တွေပြတ်သွားတဲ့အထိကိုသူတို့ကလောက်တာမျိုးရှိတယ်ကိုယ့်ပေါ်တကယ်ကောင်းတယ်ဆိုမှသူတို့ကလက်သက်ခံတာမျိုးရှိတယ်အခုဒီလိုမျိုး connection ဖြစ်သွားဆိုတာ तू ကကိုနောက်ွယ်မှာကိုဘက်နေကလိပ်ပြလုံတယ်ဒါပေမဲ့သူ့ဘက်နေကတခုခုချိုးဖောက်လိုက်တာကြောင့်ကိုယ့်ရဲ့အဆောင်ရှောက်ရသူနဲ့ connection ကိုဖြတ်လိုက်တာမျိုးဒီမှာလာပြထားတယ်အဲ့ဒီအတွက်လည်းကိုယ့်ရဲ့အရှိန်တစ်ခုရှိနေရကြောင့်သူတို့ဘက်ကနေပြန်လာမှာမျိုးလဲကြောက်နေရမျိုးလဲပါတယ်တဲ့ဆိုတော့ pi 2လေးတော့ဒါဒီလောက်ပါပဲ pi 3ကိုရွေးရဆိုရင်ရောဒီဗီဒီယိုကတင်တော့ပါ pi 3ကိုရွေးရသူရဲ့စိတ်ရဲ့လူကတဲ့ pi 3စီကိုပြန်လာမှာလားတဲ့ King of Wands upright. Oh, Three of Swords. The Wheel reverse. Base Ma High Priestess reverse. So di luga တဲ့ဒီလူကလေကိုယ့်ထက်အသက်ကြီးရဲ့လူမျိုးဖြစ်နိုင်တယ်ကိုယ့်ထက်အသက်ကြီးတာမျိုးဒါမှမဟုတ်ကိုယ့်ထက်ငယ်အောင်မှကိုယ့်ထက်ရင့်ကျက်တယ်ဆိုရဲ energy မျိုးကိုဒီလူစီကနေလာရတယ်သူ့ဘက်ကနေတဲ့ကိုမတိအောင်လုပ်ထားတဲ့ကိစ္စရှိရယ်ကိုမတိတဲ့ကိစ္စရှိရယ်တဲ့နှစ်ယောက်သားကတော့ဒီ energy ကပြန်လာဖို့တော့တိတ်မမြင်တော့ဘူးပေါ့နော်ဒီ connection ကြီးဆက်သွားနေမယ်ဆိုရင်အောင်မှကိုကလိုက်ရင်သူကပြေးမယ်ကိုပြေးရင်သူလိုက်မယ်ဆိုရဲ energy မျိုးဒီမှာလာရထားရပေါ့နော်ပြီးရင်တယောက်နဲ့တယောက်ဟိုချစ်တယ်ဆိုရင်အောင်မှပေါ့နော်မထင်မှတ်ဘဲနဲ့အချင်းချင်းထိခိုက်အောင်စကားပြောတာထိခိုက်အောင်လုံးမိတာမျိုးကြီးရှိတာမျိုးဒီမှာလာမြင်တယ်ကိုကောင်းဖို့သူ့ကိုပြောရင်အောင်မှသူ့ဘက်ကနေသူကောင်းဖို့ပြောရဟာကသူ့အတွက်နာကျင်မှုတစ်ခုဖြစ်သွားတာမျိုးအောင်မှဖြစ်နိုင်တယ်တဲ့ဆိုတော့ဒီ energy ရဒီလူကသူ့ဘဝမှာကိုမရှိဘဲနဲ့ဘယ်လိုဆက်နေရမလဲဆိုပြီးတော့သူ့ကိုယ်သူဟိုညှိနှိုင်းဖြစ်အောင်နေနေရမျိုးပေါ့နော်သူ့ဘက်ကနေ balance ဖြစ်အောင်နေနေရအကုန်လုံးကိုမရှိဘဲနဲ့သူရက်တည်နိုင်အောင်သူစူးစမ်းနေရဆိုရဲ energy မျိုးဒီမှာလာရရဲenergy အရာဆိုရင် Aries, Leo, Sagittarius, Libra, Gemini, Aquarius ဒီ energy ဒီမှာလာရရဲဒီလူရဲ့လောက်ဆောင်ပုံကကြောက်တော့လုံးဝစိတ်ဟိုဘယ်လိုပြောမလဲစိတ်မရှိတော့တဲ့ energy မျိုးလာပြီးတော့ပြထားရပေါ့နော်သူ့ဘဝမှာသူ့ကိုယ်သူလှုပ်ချင်တဲ့အရာကိုပဲသူဆက်လုပ်တော့တယ်ကိုယ့်အကြောင်းသိပြီးတော့မတွေးချင်တော့တာမျိုးပေါ့နော်တွေးလိုက်တိုင်းသူစိတ်မကောင်းဖြစ်တယ်ဆိုတော့ energy မျိုးဒီမှာလာရရဲဟုတ်တယ်ဒီ energy ကလေဟိုပြန်လာဖို့တော့မမြင်တော့ဘူးပေါ့နော်ဒါကအမှန်တိုင်းပြောရင်အောင်ကံကုန်သွားပြီဆိုရဲ energy မျိုးဒီမှာလာရရဲဟိုသူ့ဘက်ကနေလဲပြန်မလာချင်တော့ဘူးပေါ့နော်သူလည်းနေသားကြအောင်နေပါပြီတဲ့အဲ့လိုမျိုး energy မျိုးဒီမှာလာရရဲဆို oracle ကက်နဲ့တစ်ချက်ဆက်အောင် boundaries oh my god ဒီမှာ hide away ဆိုတော့ဟိုဘယ်လိုပြောရမလဲ तू ကလေ तू ကခံစားချက်ကို तू ကို तू လုံအောင်ထားခုနကတော့ပြောလို့ပဲ तू ဖုံးကွယ်ထားတာလည်းရှိနိုင်တယ်ဟုတ်တယ်မလား तू ဖုံးကွယ်ထားတာကိုမသိသေးရဲ့အရာရှိသေးရဲ့အဲ့ဒါနဲ့ပဲ तू ကကိုနဲ့ဝေးရအောင်ရှောင်သွားတာထော်သွားတာမျိုးရှိရဲ့ပြီးသွားရင်တချို့တော့အရာဆိုသူ့အကြောင်းကိုမသိသေးရဲ့ဟာအောင်ရှိနေသေးရဲ့တဲ့ဆိုတော့ဟိုဒီ relationship မှာအကန့်ရင်များနေတာမျိုးရှိရဲအကန့်ခွဲထားတာမျိုးရှိရဲအဲ့ဒီအတွက်ကြောင့်လေဒီ connection ကြီးကအမှန်တိုင်းပြောရင် karmic အရန်ဖြစ်လွန်းတယ် karmic ဆိုရဲအရာပေါ့နော်ဒီမှာတင်ကံကုံသွားပြီဆိုရဲ energy လေးဒီမှာလာရထားရယ် translate နေကြည့်အောင်Okay ဒီမှာ peace သူကတော်ပြီးငြိမ်းချမ်းချင်ပြီပေါ့နော်ဒီ relationship cycle ကနေဟိုသူ
သွေးတော့ကလည်းအဆင်ပြေလိုက်ပြန်ချောလိုက်ပြန်ဖြစ်လိုက်ပေါ့နော်ဒီစိတ်တန်ရာလေးရှိနေသေးရပေါ့နော်အဲ့တန်ရာရလည်းသူ့ကျင်ထဲမှာအခုဒီလောလောလတ်လတ်ရှိနေတုံးပဲပေါ့နော်အဲ့လိုမျိုးဖြစ်တော့သူအချိန်ကနေကုစားဝါမယ်ဆိုရက်ယုံကြည်မှုလည်းသူ့မှာရှိတယ်ပြီးရင်သူကလေဒီခုလက်ရှိ energy ရသူကအဲ့လိုဘယ်လိုပြောရမလဲဒီ healing energy ပူရရပေါ့နော်သူကဒီတော်ပြီပေါ့ဒီ relationship ကနေညာ heal လုပ်ရမယ်ဆိုတော့ဒီ energy က vice versa ဖြစ်တော့အကြောင်းသူဖြစ်နေတာဒါမှမဟုတ်ကိုဖြစ်နေရလည်းဖြစ်နိုင်တယ်နော်ကိုဘက်နေ healing လုပ်နေရမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီ energy ကဒီမှာ healing လုပ်ပြီးသွားပြီဒီအချိန်ဒီ connection ရဲ့ energy ကဒီမှာကုံဆုံးသွားပြီပေါ့နော်ဆိုတော့ဒီ energy ပြီးသွားရင်ရောအချစ်တွေတွေ့တာမျိုးတွေလူသစ်တွေ့ဖို့ပဲပို့ပြီးတော့ strong ဖြစ်တယ်ပေါ့နော် energy ကဆိုတော့ဒီမှာသင် peace ဆိုတော့ပြန်လာမှာလားဆိုတော့ no ပါ